ကဲဒီနေ့ကဘာချက်မလဲဆိုတော့ချက်သားကိုတင်ကျင်နဲ့မစလာနဲ့ပေါ့နော်အဲ့လိုလေးနှက်ပြီးရောစားကြတယ်ပထမတော့ချက်ကိုလေအဲ့တော့အကောင်းလိုက်ချက်တာဟိုကတော့ချက်သားကိုလေးချမ်းချမ်းလာပေါ့ပေါင်းနှစ်ချမ်းဒီမှာရှမ်းပုံနှစ်ချမ်းဒါတော့ဟွာပြရောအဲ့ဒီချက်ထားတယ်ကူကချက်သားကိုအရသာနေဖို့အတွက်ချက်သားပြီးပါမယ်ချက်သားအရေးကုန်လေးချက်ထားတယ်အရေးကုန်ချက်ထားတာအသားလေးကိုအရသာပုံလေးစားကောင်းတယ်လို့ခံစားချက်သားထားရလေးပြီးပြတ်ထွက်တော့ထုံးတဲ့အတိုင်းနောက်ပိုင်းရောက်ဆဆခြင်းဒါဆိုတော့တယ်မယ်စလုံးရဲ့ချုံမောစာBeli masala ba masala ya ini dia saya bayar ya hari tahu je so ba masala kan haiဘယ်နေရွေးတော့မရဘူးဘယ်နေရွေးဆိုတာဟိုပါလေအချို့မပါတဲ့ဒီတိုင်း plain ကိုသုံးရတယ်တရားပြလို့နော်နေဆိုတော့ချက်သားပေါ့နော်အဲ့ဒါကိုထည့်ဖို့အနှစ်ကဟိုလိုချက်သွန်လေးတွေချက်သွန်ပြိုလေးစီချက်ဟိုဟာစီတက်တက်ပြီးတော့ချက်မှာမဟုတ်တော့ဒီချက်သွန်လေးလေးသုံးတာဒါမှလည်းချက်သားနဲ့တည်းသုံးတယ်မဆလာပဲဒီမဆလာလေးနည်းနည်းထည့်လိုက်ပါနော်ချက်သွန်လေးနဲ့ဟိုမဆလာရတာပေါ့နော်အဲ့ဒီဟာကိုတော့ချက်သားရဲ့ထည့်နေမယ်ကိုစီးထည့်တာပေါ့နော်စီးတဲ့ကိုမှုရအောင်လို့ဒါတကြဖို့ခောက်ဒီမှာတော့ကရိုးရဲ့မှုရလာပြီဆိုတော့ဒါကနားနေလိုက်ပါဒီကဖြစ်နေ那西瓜我们又说了，有点的。
ကြည့်ကြည့်မယ်ကျွန်တော်လည်းအတုံးကြီးရောလေလေးအချင်းကြီးအောင်လို့နဲ့ဟိုတစ်ခါကျတော့ကောင်းကြီးချက်အခါမူကီအခါမူရကီလာအခါမူကီလာအဲ့ချက်သားစားအဲ့ချက်သားဟင်းစားကြလို့ပြောချက်တာပြန်ကြိုက်သွားလိုင်းပေါ်မှာတွေ့ရနေပါတော့ပြန်ချက်သွားလို့ဟိုဒါနည်းနည်းလေးချမ်းချမ်းပြီးတော့ပြန်ချက်တာကောင်းကြီးကြောင်လည်းစားခက်လို့အဲမရပြုတ်မရအဲ့လိုဖြစ်လာတယ်ကဲဒီဝေးပြီးတော့နားပြန်ထားလိုက်ပါမယ်ကိုရင်းနေခန်းလေးခန်းတော့ပြီးဆိုတော့ထည့်လိုက်ပါမယ်ကိုလိုရင်းနဲ့လေးထားရပြီဆိုတော့ဝှချလိုက်ပါတော့မယ်စီလေးနဲ့လည်းပြန်ပြီးဆိုဒီမှာအရေးနဲ့အလိုလေးနေရစားရကြိုက်ပါဆိုလေကိုရင်းကျွန်တော်လည်းမျိုးဒီရအစ်စက်ဆိုတိုင်းလေးပါရှေ့ဘယ်မှာမရှေ့ရတဲ့ဖို့ရှိတယ်ဒါဒီလိုချက်သားခဲ့ဟိုအချိန်ဖုန်းထမင်းလေးနဲ့စားနေတယ်ဆိုပြီးတွေးတာဒါပေမဲ့အိမ်မှာဆန်မရှိဘူးဝယ်လို့လည်းမရဘူးတော့ကိုဒီမှာနှွေးစားရတဲ့ microwave နဲ့နှွေးစားရတဲ့ထမင်းငွေပဲရှိရအားနဲ့စားမှာဒါပေမဲ့ဂျပန်ဆန်မကြိုက်ဘူးမကြိုက်တော့ပလာတာနဲ့စားမယ်ကျေးဇူးများကြီးတင်ပါတယ်